ပိုင်းဆိုနာမည်ကြီးတယ် Happy Hotel ကဘာလားမသိဘူး Happy Hotel ဆိုစကားထင်တယ်ဟို Driver Mount ဒီက Driver Mount ဒီဥဆောင်တာလို့ပြောတယ်အဲ့တော့ Driver Mount ဒီကိုလည်းဟိုမေးခွန်းထုတ်ချင်တာပေါ့ဗျာခင်ဗျားတို့တွေကလည်းဟိုတလောက်တောင်မှပဲခင်ဗျားတို့ရဲ့ဟိုအစင်တန်ရုပ်ရှင်အစင်တန်နှိမ့်ချသွားပြီလား dialogue တွေအဲ့တော့ညံ့သွားပြီလားမေးရအောင်ဖြစ်နေအဲ့တော့ဒီအတိုင်းပဲယောက်ျားတစ်ယောက်ဖြစ်ချင်းဟိုယောက်ျားလူကောင်လေးတောက်တော့ယောက်ျားဖြစ်ချင်းအရက်တောက်ရမယ်ခိုးရမယ်နှိုက်ရမယ်ရိုက်ရမယ်နှိမ့်ဆက်ဖမ်းရမယ်အစပြုံးပေါ့ဗျာဒီမကောင်းတာကိုလုံးလုံးခိုင်းတယ်ပြီးတော့ဘာလို့ဆိုမိန်းကလေးတွေမြင်မရင်းချင်းမယ်ဆိုစိတ်မရှိရမယ်ဆိုတာမျိုး dialogue ထဲမှာထည့်ပြောခိုင်းတယ်ရုပ်သံဗီဒီယိုကြီးမစကားထဲမှာပါလာတယ်ဒီဇလန်တွေထဲမှာအဲ့ဒါကြီးပါလာတယ်မိန်းကလေးတွေမြင်မရင်းချင်းမယ်ရမယ်ဆိုစိတ်မကောင်းတော့မှထည့်ထားရမယ်ဆိုတာမျိုးဒီယောက်ျားစိတ်ဝင်နေတဲ့လူတယောက်ကိုအဲ့လိုစိတ်မျိုးဝင်ရမယ်ဆိုမျိုးတွားပြောလိုက်တဲ့ dialogue မျိုးတွေအဲ့ဒီ dialogue မျိုးတွေကိုရုပ်ရှင်ကစင်ဆာဘယ်လိုထွက်လာလဲလို့မသိဘူးစင်ဆာဘယ်လိုခွင့်ပြုပေးလဲလို့မသိဘူးစင်ဆာအဖွဲ့ကဆိုတော့ကျွန်တော်တို့ခုနောက်ပိုင်းရုပ်ရှင်ကားတွေမှာကျွန်တော်ကြည့်တော်တော်စိတ်ပြက်စရာကောင်းတာတွေ့တယ်ဥပမာနေဝင်းတို့ခုရိုက်နေတယ်နေဝင်းနဲ့ခင်လိုင်းနဲ့ရိုက်နေတယ်ဥခင်လိုင်းပေါ့နော်ဥခင်လိုင်းရိုက်နေတယ်တကယ်ပါကျွန်တော်ပုံနဲ့ပြောတယ်ပေါ်ကားတွေပဲရိုက်ပြီးတော့ပတ်စံရှာစားနေပြည်သူလူထုကိုလိမ်ပြီးပတ်စံရှာစားနေတာအဲ့နောက်ွယ်ကလူကဘယ်လိုလဲဘိုးဆန်းတို့အုပ်စုကခင်ဗျာတကယ်ဟိုကလေကျွန်တော်ဒီနေ့မှာ driver ပြင်းသေးရတယ်ကျွန်တော်ဒီနေ့မှာတချို့ကိစ္စတွေမှာတော်တော်သဘောထားတူပါတယ်ပြင်းသေးရတော်တော်ပြောနေတယ်ဘိုးဆန်းခင်ဗျာပြင်းသေးရပြောတာကျွန်တော်တော့နောက်ကြည့်ပါရုပ်ရှင်လောကမှာတကယ်ကိုခင်ဗျာသူပြောတာသူပြောတာတော်တော်များမှန်တယ်90တော့တော်တော်များမှန်နေတယ်တချို့ဟာတွေကအဲဆိုတော်တော်မှန်နေတယ်တော်တော်တုတ်ထားတာအဲဘိုးဆန်းမှုနေတယ်ဆိုတာရုပ်ရှင်လောကကြီးတစ်ခုလုံးဘိုးဆန်းမှုနေတယ်ရုပ်ရှင်လောကကြီးတစ်ခုလုံးကရှိတယ်ရုပ်ရှင်မင်းသားမင်းသမီးတွေငပေါ်တွေဖြစ်အောင်ရုပ်ရှင်ကြည့်ပေးတဲ့တွေကိုငပေါ်တွေဖြစ်အောင်ရုပ်ရှင်ကားတွေကိုဖြစ်ကလဆန်ရိုက်ချင်လို့ရှောက်ရိုက်နေအခုသူမှရိုက်နေတဲ့စကားတွေဆိုကြည့်လိုက်ကျွန်တော်တော်စဉ်းစားလို့မရတာအဲ့နေဝင်းဆိုတဲ့တေးဥဆောင်ရောဆိုတော်တေးဥဆောင်ရောဥခင်လိုင်းလိုမျိုးဝါရင်ကြီးရောဘယ်လိုအတွေးခေါ်ဘယ်လိုစိတ်ထားတွေနဲ့ဒီဇာတ်ကားတွေကိုပေါ်တော်တွေရိုက်ပြီးတော့လူတွေကိုငပိန်းဖမ်းနေကြတယ်လေလူတွေကိုငပေါ်တွေဖြစ်အောင်လုပ်ကြတာလေအဲ့တော့ပေါ်တေးဥဆောင်ကြီးဖြစ်နေတာကိုပေါ်တေးဥဆောင်ကြီးပြီးတော့ပတ်စံရိုက်ပြီးရောဆိုရင်ပေါ်တေးဥဆောင်ပေါ်ကကူးနေတာကိုရှက်ကောမရှက်ကြဘူးလားကိုစားကိုပြန်ကြည့်ပြီးမရှက်ကြဘူးလားကျွန်တော်မေးချင်တာအဲ့လူတွေဒီလူတွေအရှက်တရားလည်းမရှိဘူးဗျဒီလူအရှက်တရားမရှိဘူးတော်ကိုအရှက်မရှိသွားဖြင့်ပြည်သူလူထုကိုလိန်လေရိုက်နေကြတာတွေ့ရတယ်လိန်စားနေတာတွေ့ရတယ်ဆိုတော့စဉ်းစားကြည့်ဗျခင်လိုင်းဆိုလည်းမကြီးမငယ်ကြီးနေဗျရိုက်နေတယ်ကျွန်တော်စဉ်းစားတယ်မကြီးမငယ်ကြီးနေဗျခင်ဗျာဒီလိုပေါ်တော်တွေရိုက်တာခင်ဗျာပေါ်တော်တွေမှာပေါ်တော်တွေသူ့ဇာတ်ကားတွေကြော်ညာတွေမှာ Facebook မှာပေါ်လို့ရအောင်တက်တယ်အဲ့ဘိုးဆန်းအုပ်စုကနောက်ကွယ်ကနေပြီးတော့ကျွန်တော်ပြောတဲ့ technical team တခုသူ့မှာရှိတယ်ဘိုးဆန်းမှာရှိတယ်ဘိုးဆန်းမှာရှိတယ်မဟာဝင်းခိုင်စီမှာရှိတယ်မဟာဝင်းခိုင်လို့စီမှာရှိတယ်သူတို့စီမှာ technical team တွေရှိတယ် Facebook က team တွေ YouTube က team တွေအဲ့ဒါကိုကင်ပြီးတော့အမှသူတို့အပြိုင်တက်လိုက်မယ်ကောင်မသူများရဲ့ဟွာတွေအကုန်လုံးဝိုင်းပြီးဆွဲချတယ် take down လုပ်တယ် Facebook ကနေပြီးတော့လူတွေပလိန်ည report ဝိုင်းထုတ်တယ်လူတွေဝိုင်းပြီးတော့ဆဲကြောင်ဝိုင်းပြီးတော့သူများကြုံတန်ကားရုပ်ရှင်ကားတွေဆိုဝိုင်းတွဲတယ်ပြီးလည်းပြီးတော့သူတို့ကြတော့သူတို့ကားတွေကြ Facebook မှာအတကုံတင်တယ်အခုကျွန်တော်တို့ဆိုမမြင်ချင်းအစုံမြင်နေရတယ်ဒါမြင်ရတဲ့အကုန်လုံးကလည်းရုပ်ရှင်ကားနဲ့မတူပါဘူးဗျာစုပ်ပြတ်တတ်နေတာပဲကျွန်တော်ကြည့်နေတာကျွန်တော်တို့မြန်မာပြည်သက်တွေကိုဟိုပေါ်တော်တွေလို့တတ်မှတ်တာလားမသိဘူး။နောက်တလောကဆိုရုပ်ရှင်ဝါသမားတယောက်နဲ့ကျွန်တော်စကားပြောပြတယ်။မင်းထုတ်ရသမားတယောက်နဲ့စကားပြောပြတယ်။အဲ့တကယ် quality ကားတွေကျွန်တော်ရိုက်တယ်လေလူမကြည့်ဘူးတဲ့။လူမကြည့်ဘူးအဲ့တော့အဲ့ဒါမျိုးရိုက်ရလို့ဆို။အဲ့ဆိုလူမကြည့်တဲ့ကားကိုပဲလူမကြည့်ဘူးဆိုပြီးတော့ခင်ဗျားတို့မရိုက်ဘဲနေနေအဲ့လိုပေါ်ကားတွေပဲဆက်ရိုက်နေတော့မှာလား။ကျွန်တော်မေးတယ်ရှင်။ခင်ဗျားတစ်နှစ်ကိုဘယ်နှကားရိုက်လို့ဆိုတော့တစ်နှစ်ကိုကျွန်တော်5 6ကားရိုက်။အဲ့ဆိုခင်ဗျားတစ်နှစ်ကို5 6ကားမှာပေါ်ကားတွေကိုရိုက်မှာလားခင်ဗျာ။ပတ်စံရိုက်ပြီးတော့ရိုက်တော့မှာလားဆိုတော့အဲ့လိုလည်းမဟုတ်ပါဘူး။မဟုတ်ဘူးဆိုခင်ဗျားတို့ကပေါ်ကားတွေရိုက်ပြနေမဟုတ်ဘူးဆိုတော့ပြောပြတယ်။ဆိုရုပ်ရှင်စီယုံကိုလည်းခင်ဗျာတချို့လူတွေရောက်နေတဲ့လူတွေကိုကျွန်တော်ကြည့်ပြီးတချို့လူတွေကိုကြည့်ပြီးတော့စိတ်ထဲမှာရုပ်ရှင်စီယုံတဲ့တချို့လူတွေကြည့်ပြီးစိတ်ထဲမှာမတင်ပါဘူးတိတ်မတင်ပါဘူးပို့နေတော့အဲ့တော့ပြောရရင်ဗျရုပ်ရှင်လောကကြီးကခင်ဗျာပို့နေလည်းပြောရင်တော်တော်ပျက်စီးနေပြီအဲ့တော့60သားတားလိမ့်မယ်ကားမျိုးလိုမျိုးဒီမှာအခုပြဲရတာတိတ်မရှိတော့နော်ဆိုတော့တော်တော်လေးပြန်ကြည့်တယ်နည်းနည်းပဲတွေ့ရတယ်တိတ်မတွေ့ရတော့ဘူးဆိုတော့တစ်နှစ်ပတ်လုံးရုပ်ရှင်ရုံ52ရုံရှိတယ်အဲ့ဆိုရုပ်ရှင်ရက်တဲ့ဘက်52ပတ်ရှိတယ်52ပတ်ရှိတယ်ဗီဒီယိုရုပ်ရှင်ကားကြီးတွေ52ကားပြလို့ရတယ်တစ်နှစ်ကိုတပတ်ကိုတကားနဲ့နှုံးနေဆိုရင်52ပတ်ပြလို့ရတယ်။ဒါပေမဲ့ရုပ်ရှင်ပြနေတဲ့ပုံစံမှာစင်ဆာစနစ်ကိုလည်းမသုံးထားဘူး။ဘာဖြစ်လဲဆိုတော့ဟိုပြေးတရားပြောရတဲ့မှာပါတယ်။ဘူဆန်းနဲ့ပိုင်နေဆိုရင်ဘူဆန်းကိုပြောပြီးတော့ရုပ်ရှင်ကားတွေကိုရိုက်လို့ရတယ်။ရုပ်ရှင်ကားရိုက်ပြီးဘူဆန်းပြမယ်ဆိုရင်ယူပြလို့ရတယ်။ဘူဆန်းပြမယ်ဆိုဒီနေ့မနေ့ဖန်ရိုက်မနေ့ဖန်တင်လို့ရတယ်။ဒီနေ့ကမနေ့ဖန်တင်လို့ရတယ်။ကျန်တဲ့ကောင်တွေကားတွေတရားရိုက်ကြောင်းနဲ့ထုတ်ထားတယ်။အဲ့လောက်ထိလုပ်တယ်ဆိုရုပ်ရှင်လောကကြီးမှာအဲ့လိုလုပ်တာရုပ်ရှင်ယုံတင်ပြသမှုကလည်းအဲ့လိုလုပ်တာကြီးကလည်းတော်တော်ဆိုးတယ်။ကျွန်တော်တို့ပွင့်လည်းပြောရတယ်ရုပ်ရှင်လောကကြီးတစ်ခုလုံးဟိုအပေါ်ကနေပြီးတော့အုံမိုးထားတဲ့မိခင်ဖွဲ့စည်းဖြစ်တဲ့ပြည်တိုင်းဝန်ကြီးဌာနတွေနဲ့လည်းဓာကြီးကိုပြန်ပြီးတော့တခြားလိုက်ပြီးစစ်ဖို့တင်တယ်ရုပ်ရှင်စီယုံနဲ့တခြားပြန်ပြီးညှိဖို့လိုတယ်စင်ဆာဖွဲ့တွေပြန်တိုင်ဖို့လိုပြီးတော့ကျွန်တော်ထင်တယ်ဟိုရုပ်ရှင်လောကကြီးကခင်ဗျားတို့ကျင်းသွားရင်ကျွန်တော်ပြည်သူလူထုငပိန်းတွေငပေါ်တွေလို့ဖြစ်အောင်လုပ်လို့ဖြစ်နေတယ်မပေါ်တဲ့ပေါ်လောင်လို့မပိန်းတဲ့ပိန်းအောင်လုပ်မယ်ဆိုတာဒီကောင်တွေတော်တော်လေးအောက်တန်းကြွစားဖြစ်ပတ်စံရှာနေကြတာကိုခင်ဗျားတို့မတားကြရင်တော့ခင်ဗျားတို့ကအလိုလိုပါဖြစ်ကုန်နေမယ်ဆိုတော့ကျွန်တော်ထည့်ပြောချင်တယ်ဗျကျုံလို့ပါဘယ်ကဆိုထုံရဲ့ကားလေးဆိုလဲဒါအတိုက်အတာတစ်ခုတည်းဟိုလက်ခံလို့ရမယ်ကားမျိုးစားတွေမှာပါပေမဲ့လူမကြည့်ဘူးတဲ့တနာပါတယ်လူမကြည့်ဘူးတဲ့ဆိုတော့ဘာလို့ဆိုအဲ့ဒါတွေအကုန်လုံးကနောက်ွယ်မှာတစ်ခုအကြောင်းအရာရှိနေလိမ့်မယ်တချို့ကိစ္စတွေကကျွန်တော်တို့မရိုးရှင်းဘူးဗျຫນွယ်တစ်ခုတော့အကြောင်းအရာရှိတယ်လူလူကိုတမင်ကို
ပြောချင်တာလူလူကိုရေလိုက်လွှဲအောင်လှုပ်ထားတဲ့ဟာတွေရှိလိမ့်မယ်လို့ကျွန်တော်တို့ကောက်ချက်ချရုပ်ရှင်လောကထဲမှာအခုရှိနေတယ်လို့ကျွန်တော်မြင်တယ်ဒါတွေစိတ်ဝင်စားဖို့ကောင်းတယ်ဒါပေမဲ့ဒါနောက်မှအေးစေးကျွန်တော်ထပ်ပြီးစုံစမ်းပါအောင်မယ်ဒါလေးကကျွန်တော်ပြောတာပါ